API ဆိုတာကြီးကခင်ဗျားထင်သလိုမကပ်ပါဘူးတကယ်တော့စားတောက်ဆိုင်ကစပွဲတို့ဝိတာလေးနဲ့တူပါတယ်development level ရဲ့ရောက်ကြတဲ့ API ဆိုပြီးတော့ခဏကြားဦးတယ်ဒါပေမဲ့အဲ့ဒါကြီးကနောက်ွယ်မှာဘလို့အလုံးလုံးလို့ဘာကြောင့်ဒီလောက်ရေးကြည့်ရလဲဆိုတာကိုဒီဗီဒီယိုလေးမှာအယိုးရှင်းဆုံးနားလည်လွယ်အောင်ကျွန်တော်ရှင်းပြပေးသွားပါမယ်ခင်ဗျားစားတောက်ဆိုင်တစ်ဆိုင်ကိုသွားပြီးတော့စပွဲတို့လေးကိုဟင်းမာလိုက်တယ်လို့မြင်အောင်ကြည့်ပါခင်ဗျားကဧည့်သည်ဟင်းချက်ပေးမဲ့သူကမီးဖို့ကြောင့်နဲ့စပုံမှုစပွဲတို့လေးကခင်ဗျားမာတဲ့ဟင်းော်တာကိုမိဖို့ကြောင့်လည်းသွားပြောပေးပြီးတော့ဟင်းချက်တဲ့အခါဟင်းပွဲရတဲ့အခါခမားစီကိုပြန်တယ်လာပေးတဲ့သူပါအဲ့ဒီမှာဇပွဲရိုးလေးလုတ်ပေးသွားတဲ့ခမားနဲ့မိဖို့ကြောင့်တွေကစပူမှုနဲ့ကိုဂျားကန်ဆက်သွယ်ပေးသွားတဲ့လုပ်ငန်းစဉ်က API အလုပ်လုပ်ပုံပါပဲ Web development မှာလည်းခမားဆောက်လိုက်တဲ့ဥပမာ e-commerce website ပဲဆိုပါတော့အဲ့ဒီမှာပစ္စည်းဝယ်ပြီးတော့ငွေပေးချေရင်ခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာခမားရဲ့ website နဲ့ဘန်တွေရဲ့ server တို့ကြားထဲမှာ data တွေဘေးကင်းနဲ့အပြန်အလှန်တည်ယူပို့ဆောင်ပေးဖို့အတွက် API ကိုသုံးရတာဖြစ်ပါတယ်နောက်တစ်ခုဥပမာကတော့အဲ့ဒီ e-commerce website ကိုပဲပေါ့နော် website နဲ့သုံးလို့ရဖို့တွေမဟုတ်ဘဲနဲ့ mobile application နဲ့ပါသုံးလို့ရအောင်လုပ်မယ်ဆိုကြပါစို့အဲ့ဒီကကြလို့ရှိရင်အဲ့ဒီ e-commerce website မှာတင်ရောင်းတဲ့ပစ္စည်းတွေကို web application backend လို့ခေါ်တာပေါ့ကျွန်တော်တို့ကbackend ကနေပြီးတော့တနေရာတွေကနေတခါတည်းတင်လိုက်တာနဲ့ website ကနေပဲကြည့်ဖုန်းထဲက mobile application ကနေပဲကြည့်ကျွန်တော်တို့အသစ်တင်လိုက်တဲ့ပစ္စည်းနဲ့ဈေးနှုန်းတွေကိုအတူတူပြသပေးနိုင်ဖို့အတွက်အဲ့ဒီပစ္စည်းနဲ့ပတ်သက်တဲ့အချက်အလက် data တွေကို website ထဲရော mobile application တွေကိုရောလုံးခြုံတပြိုင်တည်းဖြန့်ဝေပေးတာက API ပဲဖြစ်ပါတယ်ခင်ဗျားက web developer တယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီ API တွေဘယ်လိုချိတ်ဆက်ရမလဲကိုယ်တိုင်ဘယ်လို API ရေးရမလဲဆိုတာတွေကိုမဖြစ်မနေသိထားရပါမယ်အထူးသဖြင့် PHP နဲ့ MySQL တို့လိုမျိုး backend language တွေကိုသုံးပြီးတော့မှ backend logic တွေရေးတဲ့အခါမှာ API အလုပ်လုပ်ပုံကပိုင်နိုင်မှသာလျှင်ခင်မီတဲ့ web application တွေကိုသူများအကူအညီမပါဘဲနဲ့ကိုယ်တိုင်ဖန်တီးနိုင်မှာပါဒီလိုနေမိညာနောက်ွယ်ကအလုံးလုံးပုံတွေကိုအသေးစိတ်သိရှိသွားတဲ့အခါမှာခင်ဗျားရဲ့ coding skill ကနောက်တစ်ဆင့်တက်လန်းသွားမှာသိရပါတယ်တကယ်လို့မိတ်ဆွေက web development ကိုအခြေခံအားစပြီးတော့မှကာကြီးကနေ Z ဒီစတဲ့စုံလေ့လာကြည့်တယ်ဆိုလို့ရှိရင် comment မှာဝယ်လို့ရေးခဲ့ပြီပါ message မှာကျွန်တော်တို့သင်တန်းအကြောင်းလေးသိသိလာပြီးတော့ရှင်းပြပေးပါမယ်